အကြမ်းဖက်မင်းအောင်လှိုင်ဟာနိုင်ငံတကာမျက်နှာစာမှာသူ့ကိုယ်သူငြိမ်းချမ်းရေးဖခင်ကြီးအယောင်ဆောင်ပြီးမျက်လှည့်ပြဖို့အတွက်လာမယ့်စက်တင်ဘာလထဲမှာကမ္ဘောဒီးယားနိုင်ငံကိုတွားရောက်မဲ့ခီးစဉ်အတွင်းထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြားမှာဖြစ်ပွားနေတဲ့ပြိပခါကြီးကိုတော့မှဝင်ရောက်ကူညီဖြည့်ရှင်းပေးနိုင်မဲ့အခြေအနေမျိုးရှိနေပါတယ်ဆိုပြီးစစ်လော်ဘီတွေကနေတဆင့်ပြောင်ပြောင်တင်းတင်းဝါဒဖြန့်လေလုံးထွားလိုက်တဲ့အလွန်ရဲစရာကောင်းလာတဲ့သတင်းထူးကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ရှမ်းမြောက်တစ်ခွင်လုံးကိုလက်လွတ်ဆုံးရှုံးထားရတဲ့အရှုံးသမားစစ်ကောင်ဆောင်ကသူများနိုင်ငံပြဿနာကိုဝင်ရှင်းမယ်လို့ဝါဒဖြန့်နေတဲ့အချိန်မှာတကယ်လက်တွေ့ရုရှားကိုတွားပြီးကြောက်ဥတလုံး900ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့စီးပွားရေးစွမ်းဆောင်ရည်တွေကြောင့်ပါမောက္ခဘွဲကြီးကိုဘလို့အရှက်မရှိယူဆောင်လာတယ်ဆိုတဲ့အခြေအနေတွေအဲ့ဒီလိုဘွဲယူနေရင်ကနေတားဖြစ်သူရဲ့ရတနာဘုံမျိုးတစ်စီမံကိန်းအတွက်ရုရှားကိုအတနာခံပြီးမြန်မာပြည်ကနာမည်ကြီးခရိုနီတထေးကြီးတွေကိုပါမော်စကိုကိုအတင်းကျပ်ဆွဲခေါ်သွားတဲ့အကြောင်းဒါပြင်ဒီလိုရုရှားမှာလေလုံးထွားနေချိန်တက်ချုပ်တဲ့ရဲဝင်ဦးကထိုင်းနိုင်ငံကိုတွားပြီးပြည်သူတွေကိုတပ်ဖြတ်နေတဲ့မြန်မာစစ်တပ်ကိုထိုင်းစစ်တပ်ကစစ်တင်တန်းတွေပေးဖို့ဘလို့အကွက်ကြကြကြံစီနေတယ်လဲဆိုတဲ့အခြေအနေတွေပြည်တွင်းမှာတော့ငွေလိုချင်ဇောနဲ့ကိုမဟာမိတ် BGF နဲ့ DKBA ရဲ့ကုန်ကား80ကျော်ကိုအလစ်အငိုက်ဝင်ဖမ်းပြီးစစ်မီးတွေထပ်မွေးလိုက်တဲ့တဲ့စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကြီးကိုခုတုံးလုပ်ပြီးလာစာတိုးတောင်းတဲ့အထည်ချုပ်လုပ်သမားတွေကိုရဲခေါ်ဖမ်းခိုင်းတဲ့မန်နေဂျာရဲ့ရုံးမှမှုတွေနဲ့အတူမင်းဘူးမြို့နယ်မှာပြည်သူတွေကိုတပ်ပြီးအိမ်ချမ်းခင်းပါမကြမ်းခွာခိုးနေတဲ့စစ်တပ်ကို PDF တွေကဝင်တိုက်ပြီးစစ်သား2ဦးကိုအရှင်းလက်လက်ဖမ်းဆီးရမိလိုက်တဲ့တဲ့နိုင်ငံတကာသတင်းတွေဘက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုသာမကအီရန်နဲ့စီးပွားရေးအပေးယူလုပ်တဲ့နိုင်ငံတွေကိုပါနိုင်ငံတကာဗန်ဒါရေးကွန်ရက်များမှာအပီးတိုင်ချေမှုန်းပစ်မယ်လို့ရာဇသံပေးလိုက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့စစ်ကောင်စီဟာသူတို့ရဲ့တန်တမာရေးအချက်အတဲကိုဖုံးကွယ်ဖို့အတွက်စစ်လော်ဘီတွေကနေတဆင့်ဘလောက်အထိအတိတ်ပဲမဲ့တဲ့လေလုံးတွေထွားပြီးဝါဒဖြန့်နေတယ်လဲဆိုတာကိုအရင်ဆုံးကြည့်အောင်ပါအကြမ်းဖက်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့အချိန်တွေတုန်းကလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံတွေကိုဟန်ပြခီးစဉ်ဖြစ်သွားရောက်ခဲ့ပါတယ်အခုလာမယ့်စက်တင်ဘာလဆန်းပိုင်းမှာတော့တတိယမြောက်နိုင်ငံဖြစ်ကမ္ဘောဒီးယားနိုင်ငံစီကိုတွားရောက်ဖို့အသေးအတန်ပြင်ဆင်နေပါတယ်ဒီခီးစဉ်နဲ့ပတ်သက်ပြီးစစ်တပ်ရဲ့အိတ်ကက်ထဲကလော်ဘီကြီးဖြစ်တဲ့ညိုအုံးမြင့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝါဒဖြန့်စာကြီးတစ်စောင်ကိုတမင်တကာရေးသားဖြန့်ဝေလိုက်ပါတယ်သူကမင်းအောင်လှိုင်ရဲ့လာမယ့်ကမ္ဘောဒီးယားခီးစဉ်အတွင်းမှာထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြားမှာဖြစ်ပွားနေတဲ့နယ်စပ်နဲ့နိုင်ငံရေးပဋိပက္ခကြီးကိုတော့မှဝင်ရောက်ကူညီဖြည့်ရှင်းပေးနိုင်တဲ့အခြေအနေမျိုးရှိနေပါတယ်လို့အရှက်မရှိပြောင်ပြောင်တင်းတင်းရေးသားပြောဆိုလိုက်တာပါစဉ်းစားကြည့်ပါပရိသတ်ကြီးမြန်မာနိုင်ငံထဲမှာလာရှိုးလိုတိုင်းစစ်ဌာနချုပ်ကြီးကြာဆုံးသွားတာရှမ်းမြောက်တစ်ခွင်လုံးကစစ်တပ်စခန်းတွေယာနဲ့ချီပြီးတိမ့်ပိုက်ခံရတာတွေကိုမင်းအောင်လှိုင်တယောက်ဘာတစ်ခုမှပြန်လည်မဖြည့်ရှင်းနိုင်ပါဘူးအဲ့ဒီလိုအဘက်ဘက်ကရှုံးနေပြီးပြိုလဲနေတဲ့အရှုံးသမားစစ်ကောင်းဆောင်ကတည်ငြိမ်နေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားကအချုပ်ချာအာဏာပြဿနာကြီးကိုတွားပြီးဝင်ရှင်းပေးမယ်ဆိုတာဟာကမ္ဘာတန်တမာရေးသမိုင်းမှာအရေးအယဆုံးသောဟာတာကြီးတစ်ခုပါပဲစစ်လော်ဘီညိုအုံးမြင့်ရဲ့ရေးသားချက်ထဲမှာအနောက်နိုင်ငံတန်တမန်တဦးရဲ့စကားကိုကိုးကားပြီးထည့်သွင်းထားတာရှိပါတယ်အဲ့ဒါကတော့အိန္ဒိယတရုတ်လာအိုနဲ့ထိုင်းဆိုတဲ့အိန္ဒိချင်း၄နိုင်ငံခီးစဉ်တွေအတွင်းမှာစစ်ကောင်စီအနေနဲ့တန်တမန်ရေးအရာအတိအမှတ်ပြုခံရရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုပုံမအာရုံစိုက်လာပါတယ်အဲ့ဒီခီးစဉ်တွေမှာမြန်မာပြည်ကစီးပွားရေးလုပ်ငန်းရှင်အများပြားလိုက်ပါသွားတာကိုသတိပြုမိတယ်လို့ဆိုပါတယ်နောက်ပြီးတော့မြန်မာနိုင်ငံအနေနဲ့နိုင်ငံရေးအရာဖိအားပေးနေတဲ့အာဆီယံအဖွဲ့ကြီးကနေထွက်เสียမလို့ပဲအဖွဲ့ကိုကျော်လွန်ပြီးအဖွဲ့ဝင်နိုင်ငံတွေနဲ့တိုက်ရိုက်တောင်းပန်ဆက်ဆံဖို့ပြင်ဆင်နေတယ်လို့လည်းဖွင့်ချထားပါတယ်ဒီချက်တွေကဘာကိုပြသနေတယ်လဲဆိုရင်အကြမ်းဖက်စစ်ကောင်စီဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလုံးဝမလိုက်နိုင်တဲ့အတွက်အာဆီယံထိပ်သီးအစည်းအဝေးတွေမှာတက်ခွင့်ပိတ်ခံထားရပါပြီတစ်ဖွဲ့လုံးနဲ့ရင်ဆိုင်ရင်အများနဲ့အဆက်ကွဲနေရလို့အာဆီယံဆိုတဲ့ထိပ်ကြီးကိုကျော်လွန်ပြီးလာအိုတို့ကမ္ဘောဒီးယားတို့ထိုင်းတို့လိုအာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့နိုင်ငံတွေကိုတနိုင်ငံချင်းစီလိုက်ပြီးခြေတလုံးဖက်ကအတနာခံတဲ့မဟာဗျူဟာကိုပြောင်းလဲကျင့်သုံးလာတာပါစစ်လော်ဘီညိုအုံးမြင့်ရဲ့စာထဲမှာစစ်ကောင်စီရဲ့တကယ့်အနာကိုအထင်သာဖွင့်ချပြထားပါတယ်သူကအာဆီယံအနေနဲ့မြန်မာကိုတင်းခံနေုံသာမကဘူးအာဆီယံတွေကကျွန်းနိုင်ငံတွေဘက်ကနေဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရှိရေးအတွက်ဖိအားအသစ်တွေထပ်မံပေးလာပါတယ်။အဲ့ဒီအတွက်အာဆီယံတွင်းမှာသဘောထားနှစ်ခုကွဲပြားသွားတယ်လို့ဝန်ခံထားပါတယ်။ဆိုလိုတာကအင်ဒိုနီးရှားမလေးရှားနဲ့စင်ကာပူတို့လိုအာဆီယံရဲ့အင်အားကြီးကျွန်းနိုင်ငံတွေကမင်းအောင်လှိုင်ကိုလုံးဝအယုံကြည်မရှိတော့ပဲနိုင်ငံရေးပြဿနာတွေကိုတကယ်တမ်းဖြေရှင်းနိုင်မဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့အပြင်းထန်တောင်းဆိုလာတာပါပဲ။ဒီတောင်းဆိုချက်ဟာမင်းအောင်လှိုင်အတွက်တော့ရင်ဝါကိုစောင့်ကန်လိုက်တယ်လို့အသက်ရှူကျက်သွားစေတဲ့အကြီးမားဆုံးနိုင်ငံရေးထိုးနှက်ချက်ကြီးပါ။ညိုအုံးမြင့်ဆိုတာဟာအရင်က NLD ရဲ့နိုင်ငံခြားရေးတာဝန်ခံနေရာABSDF နေရာတွေကနေအခုခါမြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ပြန်ကြားရေးဝန်ကြီးဌာနကပေးတဲ့ထမင်းကိုစားကစစ်ဖက်ကိုပြန်လျက်နေတဲ့ပုတ်တင်ညိုနိုင်ငံရေးသမားတူပါအနစ်ချုပ်ရရင်မင်းအောင်လှိုင်ကိုနိုင်ငံတကာခေါင်းဆောင်ကြီးတယောက်လိုပုံဖော်ဖို့လော်ဘီတွေကိုပတ်စံပေးပြီးအကွက်ကြကြဝါဒဖြန့်ခိုင်းနေတဲ့ပြဿနာကြီးတက်တာဖြစ်ပါတယ်သူများနိုင်ငံပြဿနာရှင်းမယ်လို့လေလုံးထွားနေတဲ့မင်းအောင်လှိုင်ဟာသူ့ရဲ့ပုံကိုယ်ရေးအရာဘလောက်ထိအတူရောင်ဘွဲတွေကိုမတ်မောပြီးအရှက်မဲ့နေတယ်လေပြည်သူတွေကရောဘလို့တယောနေကြတယ်လဲဆိုတာကိုစက်ကြည့်အောင်ပါမင်းအောင်လှိုင်ဟာဩဂုတ်လ19ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့မှာရှိတဲ့အစိုးရပိုင်းရုရှားစီးပွားရေးတက္ကသိုလ်ကြီးကနေဂုံတူးဆောင်ပါမောက္ခဘွဲကိုမျက်နှာပြောင်တိုက်ယူဆောင်လိုက်ပါတယ်ဒီဘွဲချင်းမြင့်တာဟာရုရှားနဲ့မြန်မာကြားကပညာရေးပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမခိုင်မာစေဖို့လို့လေလုံးထွားပြီးကြေညာခဲ့ပါတယ်တကယ်တော့အဲ့ဒီတက္ကသိုလ်ကြီးဟာယူကရိန်းစစ်ပွဲကိုထောက်ခံလို့ဥရောပတက္ကသိုလ်များအသင်း EU ကနေအပယ်ခံအဖြစ်ပိတ်ဆို့ဖယ်ကျင်ထားတဲ့တက္ကသိုလ်အတူရောင်ကြီးတာဖြစ်ပါတယ်မြန်မာပြည်သူတွေဟာမင်းအောင်လှိုင်ရဲ့စီးပွားရေးပါမောက္ခဘွဲကြီးကိုကြားလိုက်ရတဲ့အချိန်မှာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဒေါသနဲ့အတူပြင်းပြင်းထန်ထန်တယောလှောင်ပြောင်ကြပါတော့တယ်ပြည်သူတွေကသူ့ရဲ့အုပ်ချုပ်မှု6နှစ်တာကာလအတွင်းမှာဖြစ်ပေါ်လာတဲ့စီးပွားရေးအစမတန်ကျဆင်းမှုတွေကုန်စည်နှုန်းမိုးပြန်လာမှုတွေကိုတိတိကျကျထောက်ပြကြပါတယ်အထူးသဖြင့်အခြေခံပြည်သူတွေနေ့စဉ်စားသုံးနေရတဲ့ကြက်ဥဈေးနှုန်းဟာနိုင်ငံရဲ့စီးပွားရေးပြိုလဲမှုကိုပြသတဲ့အထင်ရှားဆုံးစံပြရုပ်ကြီးပါပဲဆရာနာမသိန်းခင်ကကြက်ဥတစ်လုံးကိုငွေကျပ်ခရာကနေ130ဝန်းကျင်လောက်သာရှိခဲ့တာကနေအခု2026ခုနှစ်ထဲမှာတော့ကြက်ဥတစ်လုံးကိုငွေကျပ်900နီးပါးအထိအစပေါင်းများစွာယူသွတ်စွာမြင့်တက်လာခဲ့ပါပြီဒေါ်လာတွေပြက်လက်ပြီးအစကုန်ကျန်းတွေတရိတ်ဆန်ဆေးဝါးတွေကန့်သက်ခံရလို့ပါရန်ကုန်ကပြည်သူကိုတန်းစော်က100တန်ကြက်ဥ900ဖြစ်သွားအောင်အချိန်တိုလေးအတွင်းမှာလုပ်ပြနိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူကိုကုန်းကလည်းရွှေဈေး18သိန်းကနေသိန်း100ကြက်ဥ100ကနေ900ဈေးအထိတက်အောင်အရန်တော်သောစီးပွားရေးစီမံပါရဂူကြီးဆိုပြီးအပြင်းထန်သိရထားပါတယ်ပြည်သူတွေကိုအငတ်ဘေးစိုက်အောင်လုပ်ပြီးကိုသားသမီးတွေကိုသာခရိုနီတထေးတွေဖြစ်အောင်လုပ်ပေးနိုင်ခဲ့လို့သာသူ့ကိုရုရှားကစီးပွားရေးပါမောက္ခဘွဲပေးလိုက်တာလို့ပြည်သူတွေကလှောင်ပြောင်နေကြတာပဲဖြစ်ပါတယ်ရုရှားမှာဘွဲတွေယူရင်တစ်ဖက်ကနေလည်းတိုင်းပြည်ကိုဘလို့ဈေးပန်းတင်ရောင်းနေတယ်လဲဆိုတာဆက်ကြည့်အောင်ပါ။ဩဂတ်စ်လ19ရက်နေ့မော်စကိုမြို့မှာပြုလုပ်တဲ့ရုရှားမြန်မာစီးပွားရေးဖိုရမ်ကြီးထဲမှာမင်းအောင်လှိုင်ဟာတားဖြစ်သူအောင်ပြည့်စုံလက်ဝါးကြီးအုပ်ထားတဲ့ပြင်ဦးလင်ကရတနာပုံမျိုးသစ်စီမံကိန်းကြီးနဲ့
တော်လိုင်းတပ်ဖွဲ့တွေဝိုင်းရံထားတဲ့ဒဝယ်ရည်နဲ့စိတ်ကမ်းစီမံကိန်းကြီးတွေမှာရုရှားတွေလာရောက်ရင်းနှီးမြှုပ်နှံကြဖို့မျက်နှာပြောင်တိုက်အသနာခံဖိတ်ခေါ်လိုက်ပါတယ်။မင်းအောင်လှိုင်ကရတနာပုံမြို့သစ်စီမံကိန်းမှာ AI နည်းပညာတွေ digital အသွင်ကူးပြောင်းရေးတွေလုပ်မယ်လို့လေလုံးထွားပါတယ်။တနိုင်ငံလုံးလျှက်စစ်မီးတောင်မှန်အောင်မရတဲ့အချိန်အင်တာနက်တွေကိုစိတ်ကြိုက်ဖြတ်တောက်ထားတဲ့အချိန်မျိုးမှာဘယ်နိုင်ငံသားကလာပြီး digital စီးပွားရေးလာလုပ်မှာလဲအရင်တုန်းကအိန္ဒိယနဲ့တရုတ်ကိုသွားပြီးဖိတ်ခေါ်ခဲ့ပေမဲ့ဘယ်သူမှအဖက်မလုပ်လို့အခုတခါရုရှားတွေကိုထပ်ပြီးမျက်လှည့်ပြလိမ်လည်ဖို့စူးစမ်းနေတာပါ။ဒါအပြင်ဒဝယ်ရည်နဲ့စိတ်ကမ်းဟာကမ္ဘာအကုန်သွယ်ရေးလမ်းကြောင်းတစ်ကြီးဖြစ်မယ်ဆိုပြီးလေလုံးထွားပါသေးတယ်။တကယ်လက်တွေမှာတနင်္သာရီတိုင်းဒဝယ်ဒေသတဝိုက်ဟာ PDF တွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကသာအင်အားအတောင့်တင်းဆုံးထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်နေပါတယ်။ဒီလိုဟန်ပြဖိုရန်ကြီးစီကားတရောင်ရောင်ဖြစ်အောင်လို့မြန်မာပြည်တွင်းကနာမည်အကြီးဆုံးခရိုနီတထေးကြီးတွေဖြစ်ကြတဲ့ Asia World ကထွန်းမြင့်နိုင် Mass မြန်မာကဇော်ဇော်MAI လေကြောင်းလိုင်းကအောင်စော်နဲ့ UMFCCI ဥက္ကဋ္ဌဦးအေးဝင်းအပါအဝင်ခရိုနီကြီးတွေအားလုံးကိုမော်စကိုမြို့အထိအတင်းအကျပ်တစားကန်လို့ဆွဲခေါ်သွားခဲ့ပါတယ်။ရုရှားဆိုတာနိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုခံထားတဲ့နိုင်ငံဖြစ်လို့ဒီခရိုနီကြီးတွေဟာကိုယ်လုပ်ငန်းတွေအပိတ်မခံရအောင်စစ်တပ်ရဲ့အမျက်မရှတင့်အောင်မလွှဲတာမရှောင်တာလိုက်ပါသွားရတာဖြစ်ပြီးတကယ်မြေပြင်ကမွဲပြကျနေတဲ့စီးပွားရေးအကျပ်တဲကိုဖုံးကွယ်ဖို့မျက်လှည့်ပြနေတာပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ရုရှားမှာမျက်လှည့်ပြနေချိန်သူ့ရဲ့တက်ချုပ်တဲ့ရဲဝင်းဦးကတော့ထိုင်းနိုင်ငံမှာဘာတွေသွားလုပ်နေတယ်လဲဆိုတာစက်ကြည့်အောင်ပါ။အကြမ်းဖက်တက်ချုပ်တဲ့ဗိုလ်ချုပ်မှုကြီးရဲဝင်းဦးဟာသူ့ရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ်ဘန်ကောက်မြို့ကိုတွားရောက်ခဲ့ပါတယ်။ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဦးခရစ်ကိုရိုင်ကစစ်ရေးပြအခမ်းအနားကြီးတွေနဲ့ခန်းခန်းနာနာကော်စောနီခင်းပြီးတရားဝင်ကြိုဆိုခဲ့ပါတယ်။ဒါတင်မကသေးဘူးဗိုလ်ချုပ်ကြီးဦးခရစ်ကအနာဂတ်မှာမြန်မာစစ်တပ်ကအရာရှိတွေကိုပူးတွဲစစ်ဦးစီးတင်တန်းလို့ခေါ်တဲ့အဆင့်မြင့်တင်တန်းကြီးတွေကိုပါတက်ရောက်ခွင့်ပေးဖို့အပြည့်အဝအသင့်ရှိပါတယ်လို့တရားဝင်ကတိပေးလိုက်ပါတယ်။ဒီပူးတွဲစစ်ဦးစီးတင်တန်းဆိုတာစစ်စင်ရေးတွေကိုဘယ်လိုစနစ်တကျစီမံခန့်ခွဲမလဲကြီးရေလေးတပ်ဖွဲ့တွေအချင်းချင်းဘယ်လိုချိတ်ဆက်ပူးပေါင်းတိုက်ခိုက်မလဲဆိုတဲ့အဆင့်မြင့်နည်းဗျူဟာတွေကိုတင်ကြားပေးတဲ့နေရာကြီးပါ။ကိုတိုင်းပြည်တွေကကိုပြည်သူတွေရွာသူရွာသားတွေကိုလေရင်တွေနဲ့ဘုံကျဲလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့လူတပ်ကောင်တွေကိုထိုင်းစစ်တပ်ကတင်တန်းသွားပေးမယ်ဆိုတာဟာပြည်သူတွေကိုတတ်တဲ့နေရာမှာပိုပြီးကျွမ်းကျင်လာအောင်လူသက်လက်နက်တွေတပ်ဆင်ပေးလိုက်တာနဲ့အတိအကျတူညီနေပါတယ်။ဒါအပြင်တိုင်းပြည်ထဲမှာရွာတွေကိုမီးရှို့နေတဲ့စစ်တပ်ကိုထိုင်းစစ်တပ်ကတောမီလောင်တဲ့ကိစ္စတွေတဘာဝပတ်ဝန်းကျင်ကိစ္စတွေဆွေးနွေးပါတယ်ဆိုပြီးအောက်တန်းကြနိုင်ငံရေးမျက်လှည့်ပြနေပါသေးတယ်။လာမယ့်ဩဂုတ်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာကျင်းပမယ့်9ချိန်မြောက်ထိုင်းမြန်မာအဆင့်မြင့်ကော်မတီ HLC အစည်းအဝေးကြီးကနေမြန်မာစစ်တပ်ကိုတရားဝင်အစိုးရတရက်အဖြစ်ဆက်လက်အတိအမှတ်ပြုဖို့အကွက်ကြကြစ조사နေတာဟာထိုင်းစစ်တပ်ကိုယ်တိုင်ကမြန်မာပြည်သူတွေရဲ့သွေးမြေကြမှုတွေအပေါ်မှာတိုက်ရိုက်တာဝန်ရှိလာပြီဆိုတာကိုပြောင်ပြောင်တင်းတင်းဝန်ခံလိုက်တာပဲဖြစ်ပါတယ်။နိုင်ငံတကာမှာသူများကိုမျက်နှာချိုသွေးနေပေမဲ့ပြည်တွင်းမှာကြတော့ကိုမဟာမိတ်ကိုဘလို့ပြန်ကိုက်နေတယ်လဲဆိုတာစက်ကြည့်အောင်ပါစစ်ကောင်စီဟာတိုင်းပြည်ရဲ့ဘဏ္ဍာငွေနဲ့နိုင်ငံခြားဒေါ်လာတွေလုံးဝပြက်လက်ပြီးအသက်ရှူကျက်နေတဲ့အခါငွေမက်တဲ့လောဘနဲ့သူတို့ကိုကာကွယ်ပေးနေတဲ့မဟာမိတ်တွေကိုပါအလစ်အငိုက်ဝင်ကိုက်လာပါပြီကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်တွေကတန်လွင်မြစ်ကူးစိတ်တွေမှာထိုင်းကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ကရင်နယ်ခြားဆောင်တပ် BGF နဲ့ငင်းချမ်းရေးအဖွဲ့တွေပိုင်ဆိုင်တဲ့ကုန်ကားအစီး80ကျော်ကိုစစ်တပ်ကရုတ်တရက်အင်အားသုံးဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်ဒီဖမ်းဆီးခံရတဲ့ကားတွေဟာ BGF တင်မကဘူးနေပြည်တော်ကိုပြီးခဲ့တဲ့ဇူလိုင်လကမှသွားပြီးငင်းချမ်းရေးဆွေးနွေးခဲ့တဲ့ DKBA နဲ့ KNLA-PC အဖွဲ့တွေရဲ့ကားတွေပါအကုန်လုံးပါဝင်နေပါတယ်ပုံမှန်ဆိုရင်ဒဏ်ကြေးလေးရိုက်ပြီးလွှတ်ပေးလေးရှိပေမဲ့ဒီတစ်ခါမှာတော့ကရင်ပြည်နယ်နယ်လုံဝန်ကြီးကလုံးဝအလျှော့မပေးပါဘူးသူကဒဏ်ကြေးလုံးဝမယူဘူးပို့ကုန်သွင်းကုန်ဥပဒေပုံမှန်8နဲ့တရားရုံးတင်ပြီးအမှုဖွင့်မယ်ကားတွေကိုနိုင်ငံတော်ဘဏ္ဍာအဖြစ်အပြီးသိမ်းစီမယ်လူတွေကိုပါထောင်3နှစ်ချမယ်လို့အောက်တန်းကြကြအကြက်ကင်နေပါတယ်တကယ်တမ်းကုန်သည်တွေဟာအခွန်မဆောင်ခြင်းလို့ခိုးသွင်းနေတာမဟုတ်ပါဘူးစစ်ကောင်စီရဲ့ဒေါ်လာလိုအပ်ချက်ကြောင့်သွင်းကုန်လိုင်စင်တွေကိုအကြီးအကျယ်ကန့်သက်ပိတ်ပင်ထားလို့မလွဲတာမရှောင်တာ BGF လမ်းကြောင်းတွေကိုအားကိုးနေရတာပါမင်းအောင်လှိုင်ကထိုင်းနိုင်ငံနဲ့ကုန်သွယ်ရေးဒေါ်လာ12ဘီလီယံလုပ်မယ်လို့လေလုံးထွားနေချိန်မှာဒုသမ္မတဦးညိုစောကနေဆက်ဂိတ်တွေကိုအကုန်ပိတ်ဖမ်းခိုင်းနေလို့စစ်အုပ်စုအတွင်းမှာအကြီးအကျယ်ကမောက်ကမတွေဖြစ်နေတာပါအခုဆိုရင်အဖွဲ့အစည်းတွေဘက်ကသူတို့ရဲ့တပ်ဖွဲ့ရန်ပုံငွေတွေကိုအပြီးသိမ်းခံရမယ့်အခြေအနေဖြစ်လို့ကရင်ပြည်နယ်တလွှားမှာအချင်းချင်းပြန်လည်တိုက်ခိုက်တဲ့စစ်မီလီယံအသစ်တွေထပ်မံပေါက်ကွဲတော့မယ့်အနေအထားကိုရောက်ရှိနေပြီဖြစ်ဒီလိုစစ်ကောင်စီရဲ့စီးပွားရေးပြက်ကတ်ကြောင့်အောက်ခြေကအခြေခံအလုပ်သမားတွေဘလောက်အထိဒုက္ခရောက်နေတယ်လဲတထေးတွေကရောဘလို့ခေါင်းပုံဖြတ်နေတယ်လဲဆိုတာစက်ကြည့်အောင်ပါရန်ကုန်တိုင်းဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံကအလုပ်သမား900ကျော်ဟာဩဂုတ်လ23ရက်နေ့ကစပြီးဆန္ဒပြတောင်းဆိုနေကြပါတယ်သူတို့ရဲ့လက်ရှိတရက်လောက်ခဟာငွေကျပ်9800တိတိတာရရှိတဲ့အတွက်စံတပီဖိုးတောင်မှမလောက်ငှတော့တဲ့အငတ်ဘေးကိုရင်ဆိုင်နေရလို့ပါဒါကြောင့်အသက်ရှင်တန်နိုင်ဖို့တရက်လောက်ခကို13000ကျပ်အထိတိုးမြင့်ပေးဖို့တောင်းဆိုခဲ့ကြတာပါဒါပေမဲ့စက်ရုံထွေထွေမန်နေဂျာဖြစ်သူဒေါက်ခင်အေးလွင်ဟာအလုပ်သမားတွေကိုစာနာညှိနှိုင်းပေးဖို့နေနေတာမောင်မမနဲ့နင်တို့လှုပ်ချင်လို့မလှုပ်နိုင်ရင်ထွက်လို့ပြောခဲ့တဲ့အပြင်အလွန်အောက်တန်းကျတဲ့လှုပ်ရကြီးတစ်ခုကိုပါကျူးလွန်ခဲ့ပါတယ်။သူမဟာရဲတပ်ဖွဲ့ဝင်တွေကိုစက်ရုံအတွင်းကိုချက်ချင်းဖုံးဆက်ခေါ်ယူပြီးနင်တို့ဆက်ပြီးဆန္ဒပြနေမယ်ဆိုရင်ဒီကယောက်ျားလေးတွေအကုန်လုံးကိုစစ်မှုထမ်းဖို့အတွက်ရဲတွေကိုပေါ်တာဆွဲဖမ်းဆီးခိုင်းလိုက်မယ်လို့မျက်နှာပြောင်တိုက်ချင်းချောက်လိုက်တာပါပဲ။အဲဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာစက်ရုံအတွင်းကအသက်16နှစ်ပြည့်ပြီးတာယောမပြည့်သေးတဲ့ယောက်ျားလေးအလုပ်သမားတွေအားလုံးဟာအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးစက်ရုံရဲ့ချောင်းကျိုးချောင်းကြားတွေထဲမှာအသက်လူပြီးပြေးလွှားပုံအောင်ခဲ့ရပါတယ်။လာစာတိုးမပေးခြင်းလို့ကိုယ့်အလုပ်သမားကိုတေတွင်းကိုပို့ဖို့ရဲခေါ်ပြီးအဖမ်းခိုင်းနေဆိုတာဟာအရင်းရှင်တွေနဲ့စစ်အာဏာရှင်တွေဘလောက်အထိပူးပေါင်းပြီးပြည်သူတွေကိုကြုံပြုနေကြတယ်လဲဆိုတာကိုသက်သေပြနေပါတယ်။လက်ရှိအချိန်ထိတောင်းဆိုချက်တွေကိုဖြေရှင်းမပေးဘဲအပြင်ကနေစားအလုပ်သမားတွေအစားထိုးခေါ်ယူကနိုင်ငံခြားအော်ဒါတွေကိုအတင်းကျပ်ချုပ်လုပ်ခိုင်းနေတဲ့စက်ရုံပိုင်ရှင်တွေရဲ့လူမဆန်တဲ့အခြေအနေပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မြေပြင်မှာအဲ့ဒီလိုပြည်သူတွေအပေါ်ရုံမာနေတဲ့စစ်တပ်ကို PDF တွေကဘယ်လိုအလူးလဲချေမုန်းလိုက်တယ်လဲဆိုတာသုံးသပ်ကြည့်အောင်ပါ။မကွေးတိုင်းမင်းဘူးစကုမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇွန်လလယ်လောက်ကတည်းကအင်အားအလုံးရင်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကြီးဟာကျေးရွာတွေကိုဝင်ပြီးပြည်သူ30ကျော်ကိုဖမ်းဆီးကငွေကြေးနဲ့ပြန်ပေးဆွဲအကြပ်ကန်ခဲ့ပါတယ်။ဒါတင်မကသေးဘူးပေါင်းရွာကအသက်58နှစ်အရွယ်အဖိုးအိုနဲ့မဲချောင်းရွာကအသက်35နှစ်အရွယ်အမျိုးသားတို့အပါအဝင်အပြစ်မဲ့ပြည်သူ3ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့ကြပါတယ်။သူတို့ဟာစစ်စင်ရေးလုပ်တာမျိုးမဟုတ်ဘဲရွာသူရွာသားတွေရဲ့ပိုင်ဆိုင်မှုတွေကိုဓမြတိုက်ခိုးယူကြတာပါ။ရွှေငွေကျွဲနွားလေယာသုံးဆက်ပစ္စည်းတွေကအစအိမ်ချမ်းခင်းပြင်ချက်တွေကိုပါတစ်ချက်မကြံအကုန်ခွာယူတာအိမ်ရှိကလျှက်စစ်မီတာဘောက်စ်တွေကိုပါဖြုတ်ယူသွားတာတွေအထိအောက်တန်းကျခဲ့ပါတယ်။အဲဒီလိုခိုးယူလာတဲ့ပစ္စည်းတွေကိုစကုမြို့လေကောင်မှာစစ်သားနဲ့ရဲမိသားစုဝင်တွေကအရှက်မရှိဈေးပန်းတင်ပြီးပြန်လည်ရောင်းချနေကြပါတယ်။ဒါပေမဲ့အဲဒီလိုပြည်သူတွေအပေါ်ရန်ကားနေတဲ့စစ်တပ်စစ်ကြောင်းကြီးဟာဩဂုတ်လ6ရက်နေ့မှာတော့မြောင်ဦးရွာအနီးအရောက်မှာမင်းဘူးခရိုင်အမှတ်6တပ်ရင်းကပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တွေရဲ့အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ချေမှုန်းတာကိုခံလိုက်ရပါတယ်။ပြည်သူကိုသာအနိုင်ကျင့်ရဲတဲ့စစ်ကောင်စီတပ်သားတွေဟာအကြီးအကျယ်သွေးပြက်ခြောက်ခြားသွားပြီးစစ်သား2ဦးထပ်မံအပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။
အရေးကြီးဆုံးအောင်ပွဲကတော့တိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ကြောင်းတွေကနေကြောက်လန့်တကြားထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား2ဦးကို PDF ရဲဘော်တွေကအရှင်းလက်လက်ဖမ်းဆီးရမိလိုက်တာပါပဲအနည်းချုပ်ရရင်စစ်ကောင်စီတပ်တွေဟာယူနီဖောင်းဝယ်ဓမြခိုင်းအဆင့်ကိုရောက်နေပြီးတကယ်တော်လှန်ရေးရဲဘော်တွေရဲ့ဖြတ်ထိုးညံကိုလုံးဝရှင်းပြနိုင်စွမ်းမရှိတော့ဘဲအချိန်မရွေးတေဆုံးဖမ်းဆီးခံရနိုင်တဲ့အခြေအနေကြီးကိုရင်ဆိုင်နေရပြီဖြစ်ကြောင်းခိုင်ခိုင်မာမာသုံးသပ်တင်ပြလိုက်ရပါတယ်ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်အကြမ်းဖက်မင်းအောင်လှိုင်ဟာပြည်တွင်းမှာတိုင်းပြည်စီးပွားရေးကိုအလုံးစုံဖျက်ဆီးထားပေမဲ့အရှက်မရှိဘဲရုရှားကိုသွားပြီးပါမောက္ခပွဲယူကိုသားရဲ့စီမံကိန်းအတွက်မျက်နှာပြောင်တိုက်အသနာခံနေတာကိုအထင်ရှားတွေ့မြင်ရမှာဖြစ်ပါတယ်။သူများနိုင်ငံပြဿနာရှင်းမယ်လို့လေလုံးထွားနေချိန်ပြည်တွင်းမှာကိုမဟာမိတ် BGF ကိုအလစ်အငိုက်ဝင်ဖမ်းပြီးစစ်မီးထပ်မွေးနေတဲ့စစ်တပ်ရဲ့လုပ်ရက်တွေအလုသမားကိုစစ်မှုထမ်းဥပဒေနဲ့ချင်းချောက်တဲ့မန်နေဂျာတွေရဲ့အောက်တန်းကျမှုတွေအပေါ်ပြည်သက်ကြီးအနေနဲ့ဘယ်လိုသုံးသပ်ဒေါသထွက်မိပါသလဲခင်ဗျာပြည်သူတွေရဲ့အိမ်ချမ်းခင်းပါမကြံခွာခိုးနေတဲ့ဒီဖက်စစ်ဓမြရန်တရားကြီးကိုကျွန်တော်တို့ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးဘယ်လိုဆက်လက်အမြင့်ပြတ်တိုက်ထုတ်သွားကြမလဲဆိုတာကိုကွန်မန့်မှာလွတ်လပ်စွာဝင်ရောက်ဝေဖန်ဆွေးနွေးအားပေးသွားကြပါဦးလို့ဖိတ်ခေါ်လိုက်ပါတယ်နိုင်ငံတကာသတင်းတွေဘက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်အပေါ် crushing sanctions လို့ခေါ်တဲ့မကြုံစဖူးအပြင်းထန်ဆုံးသောစီးပွားရေးအရာခြေမုံမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်တော့မယ်လို့တရားဝင်ကြေညာလိုက်အီရန်ကိုငွေကြေးရေနံနဲ့စီးပွားရေးအရာကူညီပေးနေတဲ့မြည်သည့်နိုင်ငံကိုမဆိုအမေရိကန်ကနေပြင်းပြင်းထန်ထန်လက်တုံ့ပြန်အရေးယူသွားမယ်ဆိုတဲ့သတင်းထူးကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်အမေရိကန်နဲ့အီရန်တို့အကြားမှာဟော်မုတ်ရေလက်ကြားဖြတ်တန်းခွင့်ကိစ္စစစ်လျော်ကြေးကိစ္စတွေနဲ့ပတ်သက်ပြီးလအတန်ကြာအောင်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပေမဲ့လုံးဝအောင်မြင်မှုမရခဲ့ပါဘူးအဲ့ဒီခါမှာသမ္မတဒေါ်နယ်ထရန့်ဟာစစ်ရေး PR တွေအပြင်စီးပွားရေးအရာပါအီရန်ကိုလေပင်းညှစ်ဖို့အကြီးအကျယ်ဆုံးဖြတ်လိုက်ပါတယ်ထရန့်ရဲ့နောက်ဆုံးထုတ်ပြန်လိုက်တဲ့သတိပေးချက်အရအီရန်အစိုးရကိုတက်ဆိုးရှည်အောင်ငွေကြေးအရာကူညီတာကုန်သွယ်ရေးလမ်းကြောင်းတွေဖွင့်ပေးတာရေနံဝယ်ယူတာဒါမှမဟုတ်အခြားစီးပွားရေးအကူအညီတွေပေးနေတဲ့မြည်သည့်နိုင်ငံမြည်သည့်အဖွဲ့အစည်းကိုမဆိုအမေရိကန်ကနေအပြင်းထန်ဆုံးသောဗန်နာရေးအရေးယူမှုတွေနဲ့ချက်ချင်းလက်တုံ့ပြန်သွားမယ်လို့ပြပြသားသားရာဇသံပေးလိုက်ပါတယ်ဒီသတိပေးချက်ဟာအလုံးကိုအတိတ်ပဲနဲ့ဆိုင်ပါတယ်အရင်တုန်းကအမေရိကန်ရဲ့ပိတ်ဆို့မှုတွေဟာအီရန်နိုင်ငံအတွင်းကကုမ္ပဏီတွေအဖွဲ့အစည်းတွေကိုသာဓာတ်ရိုက်ပြစ်မှတ်ထားတာပါဒါပေမဲ့အခု crushing sanctions ဆိုတာကတော့ secondary sanctions လို့ခေါ်တဲ့အီရန်ကိုကူညီပေးတဲ့တတိယနိုင်ငံတွေကိုပါနိုင်ငံတကာဗန်နာရေးကွန်ရက်တွေကနေဖျက်တောက်ပစ်မဲ့ဒုတိယအဆင့်ပိတ်ဆို့အရေးယူမှုကြီးဖြစ်ပါတယ်အဓိကရွေးချက်ကတော့အီရန်ကိုနျူကလ িয়ার လက်နက်မထုတ်နိုင်အောင်တားဆီးဖို့အီရန်ရဲ့အသက်သွေးကြောဖြစ်တဲ့ရေနံဝင်ငွေတွေကိုရပ်တန့်ပစ်ဖို့နဲ့အီရန်အသုံးပြုနေတဲ့ shadow fleet လို့ခေါ်တဲ့တရားမဝင်ရေနံတင်သင်္ဘောတွေအရေးပန်စနစ်တွေနဲ့လက်နက်ဝယ်ယူရေးကွန်ရက်တွေကိုအပိတိုင်ချေမှုန်းပစ်ဖို့ပဲဖြစ်ပါတယ်အထူးသဖြင့် economic fury လို့ခေါ်တဲ့စီးပွားရေးအရာအမျက်ဒေါသထွက်တဲ့ဒီမူဝါဒအောက်မှာအမေရိကန်ဟာဆွေးနွေးပွဲတကားကိုဟန်ပြဖွင့်ထားပေမဲ့လက်တွေ့မှာတော့အီရန်ကိုစီးပွားရေးအရာအသေးသက်ဖို့အကွက်ကြကြကြံစီနေတာပဲဖြစ်ပါတယ်အမေရိကန်ကအဲ့လိုရာဇသံပေးလာတဲ့အခါတဟီရန်အစိုးရဘက်ကရောကြောက်လန့်သွားသလားဒါမှမဟုတ်ဘယ်လိုမျိုးခက်တင်းတင်းတုံ့ပြန်လိုက်တယ်လဲဆိုတာဆက်ကြည့်အောင်ပါအမေရိကန်ရဲ့ crushing sanctions ဆိုတဲ့ချင်းချောက်မှုကိုအီရန်ဘက်ကလုံးဝအမှုမထားဘဲအပြင်းထန်ကိုတုံ့ပြန်လိုက်ပါတယ်အီရန်ပါလီမန်ဥက္ကဋ္ဌမိုဟာမက်ဘာဂါဂါလီဘတ်ကအမေရိကန်တွေအခုလိုစီးပွားရေးနဲ့စစ်ရေး PR တွေပေးနေတာဟာအရှေ့လေပိုင်းဒေသကနေသူတို့ဂုဏ်သိက္ခာရှိရှိထွက်ခွာနိုင်မဲ့လမ်းကိုအသေးအတန်ရှာဖွေနေတာတတ်တာဖြစ်တယ်လို့အမေရိကန်ရဲ့အားနည်းချက်ကိုထောက်ပြလှောင်ပြောင်လိုက်ပါတယ်ဒါတွေမကသေးဘူးအီရန်အစိုးရနဲ့နှီးစပ်တဲ့ Tasnim သတင်းဌာနကြီးကလည်းအမေရိကန်ရဲ့အခုနောက်ဆုံးအရေးယူမှုတွေဆိုတာအရင်တုန်းကလုပ်ခဲ့ပြီးလုံးဝမအောင်မြင်ခဲ့တဲ့အမြင့်ဆုံး PR ပေးရေးမူဝါဒကိုနာမည်ပြောင်းပြီးပြန်လုပ်နေတာပါအီရန်ဟာနှစ်ပေါင်းများစွာနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကိုအောင်မြင်စွာကျော်လွှားခဲ့ပြီးကုန်သွယ်ရေးနဲ့ငွေကြေးလမ်းကြောင်းအသစ်တွေကိုအခိုင်အမာတိစောက်ထားပြီးသားပါလို့ပြက်ပြက်သားသားတုံ့ပြန်ပါတယ်နောက်ထပ်အီရန်ရဲ့ Fast သတင်းဌာနကလည်းအမေရိကန်ကအီရန်စီးပွားရေးပြိုလဲလူနေပါဖြစ်နေပြီးမကြခင်အီရန်ပြိုလဲတော့မယ်ဆိုတဲ့စကားတွေကိုပြောနေတာကြားရတာနားထောင်ကြီးနေပါပြီတကယ်လက်တွေ့မြေပြင်အခြေအနေမှာဘာမှမဖြစ်ဘဲအမေရိကန်ကစိတ်သက်စစ်စင်ရေးအဖြစ်အသုံးချပြီးကမ္ဘာကိုလှည့်စားနေတာတတ်ပါလို့အရှက်ခွဲသွားပါတယ်ဆိုလိုတာကအီရန်ဟာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေကိုကျင့်သားရနေပြီဖြစ်လို့အလွယ်တကူဒူးထောက်လက်နက်ချမှာမဟုတ်ဘဲဆက်လက်တင်းခံဖို့အပြည့်အဝပြင်ဆင်ထားတယ်ဆိုတာကိုအထင်သာတွေ့မြင်နိုင်ပါတယ်အီရန်မီဒီယာတွေကအဲ့ဒီလိုလေလုံးထွားပြီးတင်းခံနေပေမဲ့တကယ်မြေပြင်ကနိုင်ငံတကာဗန်နာရေးကွန်ရက်တွေမှာအီရန်ဘလောက်အထိအကြက်ရိုက်ပြီးလေပင်းညှစ်ခံနေရတယ်လဲဆိုတာဆက်ကြည့်အောင်ပါအမေရိကန်ရဲ့ secondary sanctions ဆိုတဲ့တတိယနိုင်ငံတွေကိုပါအရေးယူမယ်ဆိုတဲ့ချင်းချောက်မှုဟာတကယ်ကိုအလုပ်ဖြစ်လာပါတယ်အီရန်နိုင်ငံရဲ့အရေးပါဆုံးကုန်သွယ်ရေးနဲ့ငွေကြေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ RS စော်ဘွားများပြည်ထောင်စု UAE ကနေအီရန်နဲ့ပြုလုပ်နေတဲ့ကုန်သွယ်ရေးနဲ့ဗန်နာရေးဆိုင်ရာလုပ်ငန်းတွေအားလုံးကိုရုတ်တရက်ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်ဒီကိစ္စဟာအီရန်အတွက်တော့အကြီးမားဆုံးသောထိုးနှက်ချက်ကြီးပါပဲ UAE ဆိုတာဟာအီရန်နိုင်ငံအတွက်နိုင်ငံတကာကုန်သွယ်ရေးတွေလုပ်ဖို့ပိတ်ဆို့မှုတွေကိုရှောင်ကွင်းပြီးနိုင်ငံခြားကုန်ပစ္စည်းတွေကိုပြန်လည်တင်ပို့ဖို့အလွန်အရေးပါတဲ့အချက်ချာနေရာကြီးတစ်ခုဖြစ်ပါတယ်အခု UAE ကအမေရိကန်ကိုကြောက်လို့အီရန်နဲ့ဗန်နာရေးလမ်းကြောင်းတွေကိုဖျက်တောက်လိုက်တဲ့အခါတဟီရန်အစိုးရအနေနဲ့နိုင်ငံခြားငွေကြေးဒေါ်လာရရှိမှုတွေပြတ်တောက်သွားပြီးစီးပွားရေးအလွန်အသက်ရှူကျက်သွားစေပါတယ်အမေရိကန်ရဲ့ဗျူဟာကရှင်းပါတယ်အီရန်ရဲ့ရေနံဝင်ငွေဘဏ်လုပ်ငန်းနဲ့နိုင်ငံတကာကုန်သွယ်ရေးအားလုံးကိုတပြိုင်နက်တည်းညှပ်ပြီးဖိအားပေးတာပါအခုဆိုရင်အမေရိကန်ရဲ့ချင်းချောက်မှုဟာအီရန်ကနေရေနံအများဆုံးဝယ်ယူနေတဲ့တရုတ်နိုင်ငံလိုအင်အားကြီးနိုင်ငံအပေါ်ကိုပါဖိအားတွေတက်ရောက်လာပါပြီတရုတ်ကုမ္ပဏီတွေအနေနဲ့အီရန်စီကရေနံဝယ်ရင်သူတို့ရဲ့နိုင်ငံတကာဘဏ်စည်းရင်းတွေအပိတ်ခံရမယ့်အန္တရာယ်ကိုရင်ဆိုင်လာရတာပါဒါကြောင့်အီရန်ကဘလောက်ပဲတင်းခံပါတယ်လို့ပြော UAE လိုမဟာမိတ်တွေကပါနောက်ဆုတ်သွားတဲ့အတွက်အီရန်ရဲ့စီးပွားရေးကြီးဟာအမှန်တကယ်ပဲရိုင်းနဲ့လာနေပြီဆိုတာကိုအထင်ရှားသက်သေပြနေပါတယ်